Other a solid assign a care a substance or a ya would to no I don't assign a care a ya would to the cook is eat sorry a poo type not a poo type man so yeah the particle or solid assign a care ammonia vibrate don't come not don't come more strongly ပူအားကောင်းစွာနဲ့ကြတော့တုံခါမယ်နော်ပူအားကောင်းစွာနဲ့တုံခါမယ်ဆိုတော့ပြီးတော့ဒီမှာဘာထပ်ပြောလဲဆိုတော့ဟုတ်ပြီfinally နောက်ဆုံးမှာ this particle ဒီအမုံလေးတွေကနော်အမုံလေးတွေက are able to overcome လွတ်မြောက်သွားတယ် overcome ကလွတ်သွားပြီဒီမှာဆက်လို့နော်လွတ်မြောက်သွားပြီဘယ်ကနေလွတ်သွားလဲဆိုတော့ that first that was the particle အမုံလေးတွေအတူတကွရှိနေတဲ့ဟောပြောဆိုဆွဲအားပေါ့ကွာနော်ဒီအမုံတွေကြားထဲမှာရှိတဲ့ဆွဲအားကနေပြီးတော့လွတ်မြောက်သွားတယ် in their fit position ဘယ်နဲ့လွတ်သွားတာလဲဆိုတော့၎င်းတို့ရဲ့ဒီဆိုတော့ပုံသေးအနေထားတစ်ခုတည်းကနေပြီးတော့လွတ်မြောက်သွားတယ်နော်လွတ်မြောက်သွားတယ်ဆိုတော့အဲ့ဒါကဆရာတို့ for example ဥပမာပေါ့နော်ထားပါတော့ဆရာတို့အမုံလေးတွေပေါ့နော်အမုံလေးပြွတ်သိမ့်ရှိတယ်အဆိုင်ခဲတကူတန်တန်တုံးဆိုပါစို့နော်အမုံလေးရပြွတ်သိမ့်ရှိဆရာဒီတန်တုံးကိုဆရာအပူတိုက်မယ်အောက်ကဆိုအဲ့တော့သူကဒီအမုံတွေကသူကပူလာရင်သူကပူပြီးတော့တုံခါနော်အမေပူလာလေးပူတုံခါလေးပဲအဲ့တော့အမုံတွေကတုံခါမယ်နောက်ဆုံးဆက်တော့ကဘာဖြစ်သွားမလဲဆိုတော့ဒီအမုံတွေကပြုတ်ကွဲသွားမယ်သူတို့ဒီအတူတကွပေါ့နော်တင်းကြပ်ရှိနေတဲ့နေရာကနေပြီးတော့အမုံတွေကဘတ်ဆိုတော့ပြုတ်ကွဲသွားတယ်ပြောဆိုတန်ကအဲ့ဒီအချိန်မှာဘာဖြစ်သွားပြီလဲဆိုတော့အည်ပျော်သွားပြီကလေးအည်ပျော်သွားပြီဒါမင်းနားလဲအောင်ပြောမယ်ဆိုရင်ပေါ့နော်ဆိုတော့တန်အည်ပျော်သွားပြီဆိုတော့အမုံတွေကကျတော့ပြုတ်ကွဲထွက်သွားပြီပထမတော့သူကတင်းကြပ်ရှိနေတာ solid နော်သူ့ရဲ့အမုံတွေက solid အနေနဲ့ရှိတယ်ဒါပေမဲ့မင်းအပူတိုက်တဲ့အခါမှာအမုံတွေကတုံခါတယ်ပူလာလေးပိုတုံလေးပူလာလေးပိုတုံလေးနောက်ဆုံးအမုံတွေကဘာဖြစ်သွားလဲဆိုတော့ကွဲထွက်သွားတယ်ကွဲထွက်သွားတဲ့အခါမှာသူကသူ့ရဲ့အမုံတွေက solid ကနေဘာဖြစ်ကိုပြောင်းသွားလဲဆိုတော့ liquid နော် liquid ဖြစ်ကိုပြောင်းသွားတယ်ဟောပြောစရာတန်တုံးလိုမျိုးပေါ့ကွာမင်းတန်တုံးကိုအပူတိုက်ဖြည်းဖြည်းချင်းအပူတိုက်ပေါ့နော်နည်းနည်းလေးအပူတိုက်တော့နည်းနည်းလေးပဲတုံခါတယ်အပူများလာတဲ့အခါမှာဒီတန်တုံးကအရေးပျော်သွားတယ်အဲ့ဒါဘာဖြစ်သွားလဲအရေးပျော်ပြီဆိုတော့ကျင်းတည်တယ်သူ့ထဲမှာရှိတဲ့ particle တွေကဆိုတော့လွတ်မြောက်သွားပြီမင်းဒီအားပေါ့ကွာတင်းကြပ်ဆိုတော့ရှိနေတဲ့အားကနေပြီးတော့သူတို့က freedom ဖြစ်သွားပြီလွတ်မြောက်သွားပြီကလေးနော်ပြန်ပြောမယ်နော်ဆရာရှိရစာမျက်နှာလေးဝန်တော့က a solid substance အစိုင်ခဲရာဝတ္ထုတစ်ခုကို is heated အပူတိုက်မယ်နော်အဲ့တော့အစိုင်ခဲရာဝတ္ထုတစ်ခုကိုအပူတိုက်တဲ့အခါမှာဒီ particle အမုံများ or the solid အဲ့တော့အစိုင်ခဲရဲ့အမုံတွေက vibrate ဖြစ်တယ်ကလေးတုံခါတယ် more strongly ပို့ပြီးတော့အားကောင်းစွာနဲ့တုံခါတယ် finally နောက်ဆုံးမှာ this particle ဒီအမုံလေးတွေက are able to overcome ဘာဖြစ်သွားလဲဆိုတော့လွတ်မြောက်သွားနိုင်တယ်နော် that force လို့ပြောတဲ့အားကနေလွတ်မြောက်သွားတယ် that force the particle အမုံလေးတွေပေါ့နော်အတူတကွာရှိနေတဲ့အားကနေလွတ်မြောက်သွားတယ် in their fit position ၎င်းတို့ရဲ့အသေးအနေထားကနေပြီးတော့လွတ်မြောက်သွားတယ်အဲ့တော့ဘာဖြစ်သွားပြီလဲဆိုတော့ the solid အစိုင်ခဲက then to now turn ပြောင်းလဲသွားပါတယ် into a liquid ဘာအဖြစ်ကိုပြောင်းသွားလဲဆိုတော့အရည်အဖြစ်ကိုပြောင်းလဲသွားပါတယ်ပြန်ပြောမယ်နော် clear ဒီ solid အစိုင်ခဲက then to now turn ပြောင်းလဲသွားတယ် into a liquid အရည်အဖြစ်ကိုပြောင်းသွားတယ် okay ဒါကိုဘာလို့ခေါ်လဲဆိုတော့ this is called ၎င်းကိုခေါ်တဲ့ method အရည်ပျော်ခြင်းလို့ဆရာတို့တွေခေါ်ပါတယ်နော်အဲ့တော့ဒီ temperature အပူချိန် always a solid မဲ့အစိုင်အခဲအရာဝတ္ထုတစ်ခု man ဆိုတာအရည်ပျော်တာကလေးနော်အဲ့တော့အစိုင်အခဲအရာဝတ္ထုတစ်ခုအရည်ပျော်တဲ့အပူချိန် temperature ဆိုအပူချိန်အဲ့တော့အစိုင်ခဲအရာဝတ္ထုတစ်ခုအရည်ပျော်တဲ့အပူချိန်ကို is called ခေါ်တယ် the method အရည်ပျော်မှတ်လို့ခေါ်တယ်
sorry melting point အရေးပျော်မှတ်လို့ခေါ်တယ်ထားပါတော့ကွာဆိုတော့ဒီမှာရေခဲတုံးတစ်လုံးပေါ့နော်ဆိုတော့ရေခဲတုံးတစ်လုံးကိုအပူတိုက်မယ်အဲ့တော့ပထမအခဲပဲနော်သူကဒီရေခဲတုံးကဆိုတော့စပြီးတော့အခဲကနေပြီးတော့စပြီးအရေးပျော်တယ်နော်စပြီးအရေးပျော်တယ်ဒီအဲ့ဒီစပြီးအရေးပျော်တဲ့အချိန်မှာသူက state က2မျိုးရောထားတယ်ဆိုတော့အခဲလည်းရှိသေးတယ်နော်နောက်အရေးလည်းပါလာနော်အခဲလည်းရှိတယ်နော်အခဲအတုံးလိုက်ကြီးလည်းရှိတယ်ဒါပေမဲ့ဘေးမှာလည်းအရေးကပျော်နေပြီအဲ့ဒီအချိန်မှာဆိုတော့အပူချိန်ကောက်တိုင်းလာနော်အဲ့ဒီအချိန်မှာအပူချိန်တိုင်းလာအဲ့တိုင်းတဲ့အပူချိန်ကိုဆိုတော့ melting point အရေးပျော်မှတ်ဟုတ်မယ်နော် melting point အရေးပျော်မှတ်လို့ခေါ်တယ်ဆိုတော့အဲ့တော့ကျတို့ melting point အရေးပျော်မှတ်ရှိတဲ့အချိန်မှာဆိုတော့ state က physical state က2မျိုးရှိတယ်2မျိုးရောထားတာပေါ့ကွာနော်ဆိုတော့ solid အစိုင်ခဲပါမယ် liquid အရေးပါမယ်နော်ဒီ2မျိုးရောထားတာရေခဲတုံးတစ်လုံးကအရေးစပျော်ရင်သူကဆိုတော့2မျိုးတွေ့ရတာဟုတ်နော်2မျိုးတွေ့ရဆိုတာအခဲတုံးပဲဒါပေမဲ့အခဲတုံးရဲ့ဘေးမှာအရေးလေးတွေစပျော်နေပြီဒါဆိုရင်အရေးရောအခဲရော2မျိုးလုံးတွေ့ရတယ်နော်ဆိုတော့အဲ့ဒီချိန်ကျဆိုတော့အပူချိန်ကောက်တိုင်းလိုက်သူစပြီးအရေးပျော်တဲ့အချိန်ဆိုတော့အပူချိန်ကောက်တိုင်းလိုက်အဲ့ဒါက melting point အရေးပျော်မှာပြန်ပြောမှာနော် clear အစfinally နောက်ဆုံးမှာ this particle ဒီအမုံလေးတွေက are able to overcome လွတ်မြောက်သွားတယ် the force R ကနေလွတ်မြောက်သွားတယ် that hold the particle in their fit position เนาะအဲ့တော့သူတို့ရဲ့ဒီပုံသေးအနေထားပေါ့နော်ပုံသေးအနေထားမှာရှိနေတဲ့နေရာကနေလွတ်မြောက်သွားတယ် okay အဲ့ချိန်မှာဘာဖြစ်သွားပြီလဲဆိုတော့ the solid အစိုင်ခဲကဒန်းထုံနောက်ထမ်းပြောင်းလဲသွားတယ် into a liquid ဘာဖြစ်ကိုပြောင်းသွားပြီလဲဆိုအရေเนาะအစိုင်ခဲကနေအရေဖြစ်ကိုပြောင်းသွားပြီthis is called melting ဒါကိုဆိုတော့အရေပျော်မှတ်လို့ခေါ်တယ်เนาะအရေပျော်မှတ်လို့ခေါ်တယ် now the temperature အပူချိန် at which is solid မယ်အစိုင်ခဲအရေပျော်တဲ့အပူချိန်ကိုတော့ it's called the melting point ဘာလို့ခေါ်လဲဆိုတော့အရေပျော်မှတ်လို့ခေါ်ပါတယ် okay